ဒီသုံးလေးတွေကလုံးဝသိထားမယ်သုံးလေးเนาะတခါလေးရအောင်လုပ်တော့မယ်เนาะ okay ခံစားလို့ရဆိုရှင် sensitive okay sensitive be careful what you say he is very sensitive မင်းပြောတဲ့ဟာကိုသတိထား तू ကခံစားလို့ရတယ်ထိလွယ်ခိုက်လွယ်ဖြစ်တယ်ပေါ့ okay စကားများဆိုရှင် talkative she is so talkative that I can't get a word in तू ကငါစကားဝင်ပြောလို့မရတော့အောင်ကိုမှစကားများတာ she is so talkative that I can't get a word in ရည်မှန်းချက်ကြီးဆိုရှင် ambitious she is an ambitious woman she wants to found her own company သူကရည်မှန်းချက်ကြီးရဲ့အမျိုးသမီးသူ့ရဲ့ကိုယ်ပိုင် company ထောင်နေတာစိတ်ရှည်တာဆိုရှင် patient you need to be patient when learning a new language ဘာသာစကားအသစ်လေ့လာတဲ့အခါမှာမင်းစိတ်ရှည်ဖို့လိုတယ် you need to be patient when learning a new language နှိမ်ချရတာဆိုရှင် humble despite his success he remains very humble သူကအောင်မြင်တော်လဲပဲနှိမ်ချတတ်တယ်ပေါ့ okay စိတ်အပြောင်းလဲမြန်တာဆိုရှင် moody he is a bit moody today so just give him some space သူကဒီနေ့နည်းနည်းလေးစိတ်ပြောင်းလဲမြန်နေတာသူ့ကိုလွတ်ထားလိုက်ပါ okay just give him some space just give him some space စသဖြင့်ပြောလို့ရနော်အခုလိုမျိုးသုံးနေကိုယ်တော့ထောက်ဖြစ်လာမလို့ဖြစ်ရဆိုရင်ခုမှရက်ရွှေတပါနောက်ထပ် video တွေလွတ်မတော်အောင်လို့လဲဒီ page ကို follow လုပ်ထားပါမယ်နော် bye bye see you in the next video